ဘောလေးနဲ့ချက်နေပြချက်တယ်မချက် 1 2 3 hello 1 2 3 hello hello ရပါဗျာ hello ကျူလုံးလေး hello hello ကျူလုံးလေး hello နည်းနည်းချက်အောင် အလုံးကြီးပဲချက်ရအောင်အလုံးကြီးချက်မရအောင်ယူလောင်းလည်းမကြည့်ဘောကဘူးဟိုကအိုင်းပဲဘောကလောက်ကြီးကြီးပါဒီမှာလည်းဘောကိုရှိဘောပဲပဲကြည့်ဒီလုံးမချက်လာတယ်လေဒီလုံးမချက်လာတယ်ချက်ဒီမှာကိုယ်နေလေခင်ဗျာဘောင်းကိုဒီမှာလက်နေလေအဲ့လက်လူရှိရတယ်မလဲလက်ပဲဟမ်ဘောင်းလေးဘောင်းရတယ်အဲ့ဒါနေလို့ခံနေနေဟိုဒီထဲမှာလာလေထဲမှာလာတယ်ထဲမှာဟုတ်လားဘယ်မှာလဲဒီမှာနည်းနည်းတွေ့တယ်ဟုတ်လားရနေအိမ်ရှိဘက်ကိုလည်းရှိဘူးဟယ်လိုအကျေဒီကနေ့ခေါမနာဝန်နေတင်တာကျင်းနာအောင်ဆောင်းမောင်းနေတင်တာဆောင်းမောင်းနေတင်တာပဲအော်မရှာရလေအတန်ဖောင်းလူထောကမှဒီကဆောင်းအောင်ဟာကိုမနာထိုင်ထိုင်ဟောဒီထိုင်ကောင်းဘူးလားကဲဆုံးခဲ့တော့ကဲလူဆိုရင်ဘုရားတရားနာငါမိဘဆရာသမားတို့ကိုဥထိတ်မှာပန်းစင်ပြီးဩကာသကတော့ကျိုးဖြင့်ညီညာဖြတ်ဖြတ်ရှ िख ိုးလိုက်ကြဒီကနေ့တာရရတာလေးမောင်ဝေယံထိုက်ဒီနေ့ပြီးဝိဇာဒမွေးနေ့မင်္ဂလာပွဲမှာမိမိတို့တိုင်းနိုင်ငံရောက်ရှိနေတဲ့9ရက်သားသမီးများကစုပေါင်းပြီးတော့တိရကောကတော်မုဒ္ဒတိတပ္ပဟိရဓာရီမအောင်မြင်လျောင်းတော်မူဗုဒ္ဓရုပ်ဝါတော်မြတ်ကြီးတရေ300ခန္ဓာကုတိအကြောင်းဆောင်ထက်၌တိထကောကွယ်တော်မူထားသည့်စေတော်မြတ်ကြီးရဲ့ကြီးတော်ကိုကာလရဲ့မွေးနေ့မှာမိမိတို့ရဲ့မင်္ဂလာရှိတဲ့အင်္ဂါရာတို့ပင့်ဆောင်ပူဇော်ပြီးတော့ဒီကနေ့သားကလေးရဲ့မွေးနေ့မှာကောင်းမှုမျိုးစုံဖြစ်ပါစေခြင်းအကျိုးဟာလောကတွင်လောက၌ရှ िख ိုးတဲ့ရှ िख ိုးထိုက်မျက်နှုံးတဲ့မျက်နှုံးထိုက်ပူဇော်တဲ့ပူဇော်ထိုက်တော်မူသောဘုရားတရားသံဃာယရဏမြတ်သုံးပါးတို့ဟာတတ္တယုကျိုလက်ဆုံးမှု၍ရှ िख ိုးပူဇော်ဘုံမြော်မှန်လျောရှ िख ိုးကြရသောသကိစ္စဗန္နာမကမ္မဝဇ္ဇရကုသိုလ်ကံစေရနာတို့ကြောင့်ဝိနည်းခြင်းမြတ်တဲ့သာယရဏလေးနဲ့တကဝတော်တရားနာပရိသတ်ဘောသူတော်ကောင်းတို့သည်ဧကသိယံကတဲ့အန္တရာယ်ကတဲ့ကြောင့်ကြတဲ့ဆိုရင်ကတဲ့အကုန်ကြီး၍ကောင်းကျိုးချမ်းသာတဲ့မင်္ဂလာပေါင်းတို့နဲ့
ဘဝတိုင်းတွေ့ကြုံပြီးဆောင်ကြကုန်၏၍ဘုရားဆင်းရဲနာခြင်းဆင်းရဲသိခြင်းဆင်းရဲတို့၏ကိယာကုန်ရကျူရနေရဖြစ်သောနိဗ္ဗာန်ရှိပြည့်မြတ်သောဘဝတို့ယတုနှင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်သောအာရမီရှင်ကောင်းသူတော်ကောင်းများအတိဖြစ်ကြစေသီလယူအောင်လိုက်မယံပန္တိသံဃာရဝတ္တဒုက္ခတောမောဇနထာယဣကရဏိနသဟဧသသီလသမာဓိယာမအရှင်မယတပိတော်တို့သည်သန္တရာတိဟုသောဝဆင်းရဲပေါင်းမှလုံးမြောက်ပါရစေခြင်းအကျိုးမှာကရဏဂုံသုံးပါးနှင့်တကဝသောအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုရိုးရိုးသေးသေးလေးလေးစားစားခံယူစောင့်တည်ကြပါကုန်၏အရှင်ဘုရားဒီအန္တရာယ်တွေလွှမ်းမိုးနေတဲ့ဤကမ္ဘာလောကကြီးထဲမှာမိမိတို့ယနေ့နှလုံးသားထဲမှာပိုင်ဆိုင်ထားတဲ့မေတ္တာတရားမေတ္တာရည်စင်ဖြင့်တတဝရီကြမှာကြပါစေချမ်းသာကြပါစေဘေးအဝဝရန်အတ္တအန္တရာယ်အပေါင်းမှကင်းကျင်းကြပါစေဆိုတဲ့မိမိတို့ယနေ့နှလုံးသားထဲမှာရှိတဲ့မေတ္တာတရားမေတ္တာရည်စင်ဖြင့်အပြည့်တမှုပြုကြရအောင်အလုံးလိုက်ဆုံးမယ်ဘုံ30ဖြည်းဖြည်းများစွာတတဝါချမ်းသာကိုယ်စိတ်မြဲပါစေနှိမ့်ဆက်လိုခြင်းအချင်းချင်းကင်းရှင်းကြပါစေတရားတရားရသက်ဖြောင်းချီးမြှောက်နိုင်ပါစေမေတ္တာဝိယကိုယ်စီချုပ်ဘေးရန်လုံးပါစေဒုမေတ္တာစွမ်းသဘာလွှမ်းငြိမ်းချမ်းကြပါစေဣဒံမေပုံယံအာသဝကယံဝဟဟောတုဣဒံမေဒါနံဣဒံမေသီလံဣဒံမေဘာဝနာနိဗ္ဗာနတယေစယောဟောတုတိသရဏိနာသဟမေသသီလဓမ္မသဒုက္ခံကတဝါအမမတိနာသံပါတိတာဒီကနေ့ဝိနည်းရှင်ဖြစ်တဲ့သာယရဏလေးဘောင်ဝေယထက်ဤတနေ့ပြည့်ဝိဇာတဝိနည်းမင်္ဂလာမှာမိမိတို့မြန်မာနိုင်ငံတိုင်းသူတိုင်းသားညီကောင်မောင်နှမတွေပေါင်းစုပြီးတော့တိရဂုတ်တော်မူရသည်သဗ္ဗဟိတကာရီမအောင်မြင်လျောင်းတော်မူဗုဒ္ဓယောဂဝါတော်မြတ်ကြီးတည်င်း300ကန္တာဥဒိချောင်းဆောင်ပေါ်၌လက်ရှိကဘာမှာပွင့်တော်မူတဲ့ကာကုတ္တံကောတကောကတ္တပဂေါရမအရိမေတ္တိယဆိုတဲ့ဘုရား၅စုကိုအာယုံပြုပြီးတော့တောင်းစင်းတို့စီရီ၅စုဒီထားကိုယ်ွယ်ပူဇော်ထားတာဖြစ်ပါအဲ့ဒီစီရီ၅စုတည်းမှာအလေတက်တဲ့ဘုံချက်မှကြတဲ့ဇေတော်မြတ်ကြီးရဲ့ထီးတော်ကိုသာဂရိရဲ့မွေးနေ့မှာမိမိအိမ်သို့ပင်းဆောင်ပြီးတော့ဒါ
ဒီသာကိုယ်ွယ်ပူဇော်ကြတာလည်းဖြစ်ပါတယ်အဲ့တော့မိမိတို့ရဲ့ဗုဒ္ဓဘာသာဝင်သူတော်စင်တို့ရဲ့အလေးအမြတ်ကရုပြုရာသာသနာတော်မြတ်ကြီးရေရှည်တည်တဲ့ရေးကိုရှေ့ရှုပြီးတော့ခိုင်နိုင်ငံရောက်ရှိနေကြတဲ့တိုင်းသားညီကိုမောင်နှမတွေဘုရားမြတ်စွာသာသနာတော်ကြီးနေလိုလားလို့ထွန်းလင်းတောက်ပပါစေကမ္ဘာအလယ်မှာထဲထဲဝါဝါနဲ့သာသနာတော်ကြီးတည်တံ့ပါစေဒီလိုရည်ရွယ်ချက်နဲ့ဒီလိုသာသနာ့ဟိတဂါရီအသင်းကြီးကဟူဆောင်ပြီးတော့မြန်မာနိုင်ငံတိုင်းသူတိုင်းသားညီကိုမောင်နှမတွေကပေါင်းစုပြီးတော့ဒါစီတီ၅ဆိုဒီသားကိုယ်ွယ်ပူဇော်ထားကြတာဖြစ်ဖို့လာမဲ့9လပိုင်း3ရက်နေ့ဆိုရင်အဲ့ဒီစီတီ၅ဆိုကိုဦးဇင်းတို့ထီတော်တင်ပူဇော်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်မှာဖြစ်ပါအဲ့တော့ထီတော်မတင်မီမှာတဲ့မိမိတို့ရဲ့အင်္ဂါမှာမြတ်စွာဘုရားရဲ့စိတ်တော်မြတ်ကြီးရဲ့ထီတော်ဒါတညတာအနေနဲ့ပူဇော်ခွင့်လုံတန်းခွင့်ဖူးမြော်ခွင့်ဒါရကြတာဖြစ်ပါအဲ့တော့ငါတို့ရဲ့သားလေးရဲ့ဝိနည်းမှာအကြောင်းပြုပြီးတော့စိတ်တော်မြတ်ကြီးရဲ့ထီတော်ကိုတို့အိမ်တို့ပြည့်စုံပြီးတော့တညတာပူဇော်ဖူးမြော်ခွင့်လုံတန်းခွင့်ရကြတဲ့ကုသိုလ်ကံဆိုတာဒါမနည်းပါဘူးဒါကြောင့်ဒီကနေ့သားလေးရဲ့မွေးနေ့နဲ့ဖြစ်သည့်အလျောက်မွေးနေ့ခြင်းဖြစ်တဲ့သားကလေးနဲ့လောကအလယ်မှာလောကတွေမကျွယ်ဘဲနဲ့ချမ်းချမ်းမာချမ်းချမ်းသာသာဘေးဝဝရန်အပ်သောအန္တရာယ်အပေါင်းမှာကျဉ်းကျဉ်းပါစေဒါဘုန်းဘုန်းတို့ကလည်းတပံပြန်ပြီးတော့မွေးနေ့ခြင်းဖြစ်တဲ့သားလေးကိုဘုရားမြတ်စွာရဲ့ဓမ္မမြစ်တဲ့ပရိတ်တရားတွေနဲ့ပြန်လည်ပြီးတော့ဝိနည်းလက်ဆောင်အဖြစ်ပြီးမှဖြစ်ပါတယ်။ဒါကြောင့်ဘုရားမြတ်စွာဟောခဲ့တဲ့ပရိတ်ဆိုတဲ့တရားအမတ္တမအစွမ်းထက်တဲ့အမတ္တမကောင်းမွန်တဲ့ပရိတ်တရားဖြစ်ပါတယ်။ပရိသမန္တတော်ဘယန္တာယတိရခတိတိပရိတ်တံအရက်၄မျက်နှာအရက်၈မျက်နှာအရက်၁၀မျက်နှာကနေပြီးတော့လာစေလာလက်တဖြစ်တဲ့ဘိအဝဝရန်အပ်သောအန္တရာယ်အပေါင်းကိုတောင်းမြင့်တက်တာပရိတ်ပဲဒါကြောင့်မြတ်စွာဘုရားရဲ့ပရိတ်တော်ဟာယုံယုံကြည်ကြည်နဲ့နာကြားမယ်ဆိုရင်မြင်တဲ့အန္တရာယ်တွေကိုမမြင်တဲ့အန္တရာယ်တွေအဲ့ဒီအန္တရာယ်အပေါင်းမှာကင်းငြိမ်ပြီးတော့အဲ့ဒီအန္တရာယ်တွေကိုလည်းပရိတ်ဆိုတဲ့တရားကကာကွယ်ပိတ်တတ်တဲ့တားဆီးပိတ်တတ်တယ်။ဒါကြောင့်ပရိတ်ဆိုတဲ့သဘောတရားကဘယ်လောက်ထိအစွမ်းထက်တယ်လဲလို့မေးရင်ပရိတ်ရဲ့နောက်ဆုံးသေမဲ့နေ့ကိုတော့မှရွှေပြီးနိုင်တယ်တဲ့။ဘယ်နေ့ကိုရွှေပြီးနိုင်တာလဲသေမဲ့နေ့ဘယ်နေ့တော့ပရိတရားကိုယုံယုံကြည်ကြည်နဲ့နာကြားမယ်ဆိုရင်အဲ့ဒီပရိတရားကသေမဲ့နေ့ကိုတော့ရွှေပေးနိုင်တယ်အဲ့ဒီလောက်ဒီပရိတရားဟာအစွမ်းထက်တယ်အဲ့တော့အဲ့ဒါလေးကိုအကြောင်းပြုပြီးတော့ဒုသရောကောင်းလို့ပို့ပြီးတော့သရတရားဖြစ်အောင်ကာရကလေးတစ်ခုနော်အနေငယ်လေးထုတ်ပြဝိဇ္ဇတော်ဘုရားမြတ်စွာလက်ထက်တော်အခါတုန်းကပုံနာကြီးတယောက်ရှိအဲ့ဒီပုံနာကြီးမှာသူရဲ့ဇနီးအခုလိုလူလောက်မမြောက်သေးတဲ့သားလေးတယောက်သားမိသားမ3ယောက်သူတို့ကဘုရားဘာသာတွေမဟုတ်ကြသူတို့ကိုယ်ကွယ်နေတဲ့ဆရာယသိကြီးတစ်ပါးရှိအဲ့တော့ဆရာရဲ့သေကြီးကတနေ့သူတို့သားမိသားဖ3ယောက်သွားပြီးတော့သူတို့ရဲ့သားလေးရဲ့စာတာကိုတော့မေးတာရှ
ရှင်းအောင်ပြောရင်ဘီရင်သွားတွက်တာပဲအားသွားလို့တာနော်ဘီရင်သွားတွက်တာအဲ့ဒီတို့ကိုယ်ကိုယ်နေတဲ့ဆရာရည်သေးကလည်းဘီရင်အရာမှာတပကန်းတအောင်ကျွမ်းကျင်တယ်သူဟောလိုက်ရင်မားတာမရှိအကုန်မှန်အဲ့ဒါတဲ့တို့သားမိသားမ3ယောက်တို့ကိုယ်ကိုယ်နေတဲ့ဆရာရည်သေးတယ်သွားပြီးသူတို့ရဲ့သားလေးရဲ့ဇာတာကိုသွားပြီးတော့မီးတာအဲ့တော့မင်းရဲ့အခါကျတော့ဆရာရည်သေးကခလေးရဲ့ဇာတာကိုတွက်ချက်ပြီးကြီးလိုက်တော့အဲ့ဒီကလေးကဟောဒီလူလောကကြီးထဲမှာတဲ့9ရက်ပဲအသက်ရှင်ခွင့်ရှိတော့မယ်တဲ့ဘယ်နှစ်ရက်တော့9ရက်ပဲကျန်တော့9ရက်ပြည့်ရင်အဲ့ဒီကလေးဟာတရားအဲ့တော့သူတို့ဆရာရည်သေးကဘုရားကြီးတဲ့မင်းတို့ရဲ့သားလေးဟာဟောဒီလောကကြီးထဲမှာအသက်9ရက်ပဲရှင်တော့မယ်9ရက်ပြည့်ရင်မင်းတို့ရဲ့သားလေးသိရလိမ့်မယ်ဒီလိုဟောလိုက်အဲ့ဒီလိုဟောလိုက်တော့ဘုရားကြီးထိတ်ထိတ်လက်လက်ထိတ်ထိတ်ပြပြဖြစ်သွားအားကြောင့်လဲသူတို့မှလည်းပဲဆက်ဆက်ပါပါသားလေးတယောက်ပဲရှိတာရှိတဲ့သားလေးကလည်း9ရက်ပြည့်ရင်သိရမယ်ဆိုတော့အဲ့ဒါနဲ့ဘုရားကြီးကထပ်လျှောက်တယ်သူဆရာရည်ဆရာတကယ်ဇာတာများမှားပြီးတော့တွက်ပါသလားထပ်ပြီးတော့တွက်ကြည့်ပါဦးထပ်ပြီးတော့စမ်းစစ်ပေးပါဦးအဲ့တော့ရသေးကြီးကထပ်ပြီးတွက်တော့လဲပဲအဖြေကဒါပဲတွက်တယ်9ရက်ပြည့်ရင်သေမှာဒီကလေးအဲ့ဒါနဲ့ဆရာရသေးကဘုံသားကြီးငါဇာတာတော့မမနိုင်တော့ဘူးတဲ့ဘယ်လိုပဲတွက်မင်းတို့ရဲ့သားလေးက9ရက်ပဲအသက်ရှင်လိုက်မယ်9ရက်ပြည့်ရင်သိရတယ်ဒါနဲ့ဘုရားကြီးကထပ်မေးတယ်ပြိဿဒါဆိုရင်ဘာကြောင့်သိရမှာလဲဗျာ9ရက်ပြည့်ရင်သိမယ်ဆိုတာတော့ဟုတ်ပါပြီတပည့်တော်တို့ရဲ့သားလေးကဘာကြောင့်သိရမှာလဲလို့ထပ်မေးတယ်အဲ့လိုမေးတဲ့အမေးကိုတော့ဘုရားကြီးဆရာရည်နဲ့မဖြေတတ်ဘာကြောင့်သိရမလဲဆိုတာတော့သူတို့ရဲ့ဆရာရည်သိကမသိဘူးဒါပေမဲ့သိကြတာတစ်ခုကတော့9ရက်ပြည့်ရင်တော့သိပါအဲကြောင့်ဘုရားကြီးမင်းတို့ရဲ့သားလေးဟာဘာကြောင့်သိရမလဲဆိုတဲ့အဖြေကိုတော့ငါမသိဘူးတဲ့ဘာကြောင့်သိရမလဲဆိုတဲ့အဖြေကိုသိချင်ရင်အဲ့ဒီအဖြေကိုဖြေပေးနိုင်တဲ့ပုဂ္ဂိုလ်တယောက်ရှိတယ်တဲ့အဲ့ဒါယဟန်ဂေါရမပဲတဲ့ဘယ်သူလဲဆိုယဟန်ဂေါရမဆိုတဲ့ပုဂ္ဂိုလ်ကတော့မင်းတို့ရဲ့သားလေးဘာကြောင့်သိမလဲဆိုတာကိုသူဖြေနိုင်လိမ့်မယ်သူ့ကိုအမေလို့ဒီလိုပြောလိုက်တယ်အဲ့တော့ဘုရားကြီးတို့ဟာဗျမနလူမျိုးတွေဘုရားဘာသာသုံးွယ်တဲ့ပုဂ္ဂိုလ်မဟုတ်ဗျမနလူမျိုးဆိုတာတိတ်ပြီးမာနကြီးတယ်သူတို့ဘာကိုအယုံကြမပေးချင်အဲ့တော့မြတ်စွာဘုရားတဲ့ကိုသွားရင်သူတို့မြတ်စွာဘုရားကိုအယုံသေးပေးရတော့မယ်ရှ िख ူးရတော့သူတို့ရဲ့မာနတော့ချိုးနေရဒါကြောင့်ဘုရားစီကိုသူတို့မသွားချင်ဒါပေမဲ့လည်းပရိသတ်ရင်မသွားလို့လည်းမရဘူးဒါကလေးသေပြီးတဲ့ကြုံရမှာဆိုတော့ဘုရားထံကိုသူတို့သားမိသားမ3ယောက်ရောက်သွားအဲ့တော့ဘုရားတဲ့ရောက်တော့မြတ်စွာဘုရားကိုဘုရားကြီးကစပြီးရှ िख ူးတယ်အဲ့ဒီမှာမြတ်စွာဘုရားကဆုပေးတယ်ဒီကာယီကောဟောဒီဒီလိုလေးဆုပေးလိုက်တယ်ဘုရားကြီးသက်တော်ရာကျော်ရှိပါစေဒီလိုလေးမြတ်စွာဘုရားဆုပေးအဲ့ဒါနဲ့ဘုံလေးမကြီးကမြတ်စွာဘုရားကိုထပ်ပြီးရှ िख ူးတယ်ဘုံလေးမကြီးကိုလည်းမြတ်စွာဘုရားကဆုပေးတယ်ဘုံလေးမကြီးဒီကာယီကောဟောဒီအသက်ရာကျော်ရှိပါစေမြတ်စွာဘုရားဆုပေးအဲ့ဒါနဲ့ဗရိသရေသူတို့ရဲ့သားကလေးရှ िख ူးခိုင်းနော်ဒီနေ့ဒုသူတော်ကောင်းတွေကလည်းပဲယဟန်ငါတွေကိုတွေ့ရင်ကိုယ့်ရဲ့သားတွေသမီးတွေကိုဥတော်ဆိုပြီးမရှ िख ူးခိုင်းဘူးလားရှ िख ူးခိုင်းတယ်အခုလည်းဘုရားကြီးလေမယားကသူတို့ရဲ့သားလေးကိုရက်စွာဘုရားကိုရှ िख ူးခိုင်း
ရှိခိုးလိုက်တော့မြတ်စွာဘုရားကဘာမှဆုမပေးတော့တုံဒီပါဝိနာတိတ်တိတ်ပဲနေလိုက်အဲ့ဒါကိုဘုရားကြီးမကြိုက်ဘူးမြတ်စွာဘုရားကသူလျှောက်တယ်မြတ်စွာဘုရားတပည့်တော်ရှိခိုးတော့ကလည်းမြတ်စွာဘုရားကဆုပေးတယ်ဗျာတပည့်တော်ရဲ့ယတိရှိခိုးတော်လည်းမြတ်စွာဘုရားကဆုပေးတယ်ဗျာတဲ့အခုချစ်လာသောတပည့်တော်တို့ရဲ့သားလေးရှိခိုးတဲ့အခါကျတော့မြတ်စွာဘုရားဘာကြောင့်ဆုမပေးတာလဲဗျာလို့မြတ်စွာဘုရားကိုမြည်အဲ့တော့မြတ်စွာဘုရားကပြောဖြေတယ်ဘုရားကြီးတဲ့ငါဆုပြီးလည်းပဲမင်းတို့ရဲ့သားလေးဟာငါပြီးတဲ့ဆုတဲ့မပြီးတော့ဘူးတဲ့မင်းတို့ရဲ့သားလေးဟာဟောဒီနေ့ကနေစပြီးတော့9ရက်ပြည့်ရင်သိရလိမ့်မယ်တဲ့ပြိဿရဲ့မနေ့ပြည့်ရင်သိရမှာလို့ခုနဘုရားကြီးကလည်းပဲ9ရက်ပဲဟုတ်လားအခုမြတ်စွာဘုရားကလည်းပဲ9ရက်ပဲတဲ့ဒီကလေးကလောကကြီးမှာအသက်ရှင်ခွင့်ရောက်အဖြေမတူဘူးလားအပြည့်တူတယ်ဆိုရင်တော့သိရတယ်ဒီကလေး9ရက်ပြည့်ရင်ဒီကိုသိရတော့မယ်မရအဲ့ဒါနဲ့ပရိသတ်ရဲ့ဘုရားကြီးသူသိကျင်တဲ့မိကုံးကိုထပ်မေးတယ်ဘာကြောင့်သိရမှာလဲဗျာတဲ့အဲ့တော့မြတ်စွာဘုရားကဘုရားကြီးတဲ့မင်းတို့ရဲ့သားလေးကိုဘယ်လူစားခြင်းကြောင့်သိမှာတဲ့ဘာစားခြင်းကြောင့်လဲဒီကလေးကိုပရိသတ်ရဲ့ဘယ်လူစားခံရလိမ့်မယ်တဲ့9ရက်တွင်မှာအဲ့ဒီဘယ်လူစားခြင်းကြောင့်အဲ့ဒီကလေးဟာသိရလိမ့်မယ်လို့မြတ်စွာဘုရားကမိန့်တော်မူတော့ဘုရားကြီးကရှောက်တယ်မြတ်စွာဘုရားတပည့်တော်တို့ရဲ့သားလေးကိုအဲ့ဒီဘယ်လူစားခြင်းအန္တရာယ်မှမကာကွယ်ပေးနိုင်ဘူးလားဘုရားအဲ့လိုဘုရားကြီးတော့မြတ်စွာဘုရားကကာကွယ်ပေးနိုင်တယ်ဘယ်လူမစားအောင်ငါလုပ်ပေးနိုင်တယ်ဒါပေမဲ့ငါခိုင်းတဲ့အတိုင်းမင်းတို့လုပ်မယ်ဆိုရင်မင်းတို့ရဲ့သားလေးကိုဘယ်လူမစားတော့ဘူးအဲ့တော့ဘုရားကြီးကလုံးမယ်ဗျာတဲ့တပည့်တော်တို့ရဲ့သားလေးမသိရင်ပြီးရောဘာပဲလုပ်ပေးရတပည့်တော်တို့လုံးမယ်ဗျာပြိဿရဲ့မိဘမေတ္တာပဲမရလားမိဘတွေရဲ့သားသမီးရဲ့အပေါ်မှာဘလောက်ချစ်တယ်လဲဆိုတာကြည့်ဘုရားကြီးကလည်းသူကမသိဘူးအတွက်ဘာပဲလုပ်ပေးရသူလုပ်မှာအဲ့ဒါနဲ့မြတ်စွာဘုရားကပရိသတ်ရဲ့ယတရားပေးလိုက်တာဘာပေးလိုက်တာလို့ယတရားပေးလိုက်တာကြားဘူးလားယတရားဆိုတဲ့စကားလုံးတို့ကံမကောင်းဘူးလို့ထင်ရင်ကိုကံနိုင်တယ်လို့ထင်ရင်ဗေဒိစာရီဓမ္မဗေဒိမတွေ့ဘူးလားဗေဒိစာရီယတရားမပေးဘူးလားအေးယတရားအခုလည်းမြတ်စွာဘုရားကပုံသားကြီးကိုဒီခလေးမသိဘူးအတွက်ပရိသတ်ရဲ့ယတရားပေးတာဘာပေးတာလို့ဘာယတရားလဲဆိုတော့ဗုဒ္ဓယတရားဘာယတရားလို့အဲ့ဒါနဲ့ဘုရားကြီးတဲ့မင်းအိမ်ပြန်အိမ်ပြန်ပြီးအိမ်ရှိမှာမတ်တက်ထိုးမန္တတော်မိလာတဲ့သံဃာတော်ရှင်သူမြတ်တွေကိုပေးပြီးတော့ပရိတ်နာပါတဲ့ဘာလို့ခိုင်းတာလဲမြတ်စွာဘုရားရဲ့ယတရားကဘာလို့ခိုင်းတာလို့သံဃာတော်တွေကိုပေးပြီးတော့ပရိတ်တရားနာခိုင်းတာမှန်ရဲ့လားဒါကြောင့်ပရိသတ်ရဲ့ဒုက္ခရောကောင်းလို့လည်းကိုကံမကောင်းမှုလို့ထင်ရင်ကံနိုင်တယ်လို့ထင်ရင်မြတ်စွာဘုရားဒီအတိုင်းဆိုရင်သံဃာတော်တွေကိုပြင်ပြီးတော့မလုပ်ရမှာတော့ပရိတ်နာရမှာမလုပ်ရမှာတော့ဒါဘုရားပြည့်ရဲ့ရည်ရည်ပဲမှန်ရဲ့လားအဲ့တော့ကိုကံမကောင်းဘူးငါတို့ကံနိုင်နေတယ်ဆိုရင်သံဃာတော်တွေပြင်ပြီးတော့တို့ပရိတ်တရားနာလိုက်ရင်အဲ့ဒီနိုင်နေတဲ့ကံတွေမကောင်းတဲ့ကံတွေအကုန်လွတ်ပြီးတော့ကောင်းတဲ့ကံတွေရောက်လာလိမ့်မယ်တဲ့မှန်ရဲ့လားအဲ့ဒါနဲ့ပရိသတ်ရဲ့ပေါင်းသားကြီးအိမ်ပြန်ပြီးတော့မန္တထိုးပြီးတဲ့အခါမှာသံဃာတော်တွေကိုပြင်ပြီးတော့အဲ့ဒါခလေးကိုသံဃာတော်တွေကိုဝိုင်းထိုင်သံဃာတော်တွေကိုဝိုင်းထိုင်ခဲ့ပြီးတော့အဲ့ဒီသူ့ရဲ့သားကလေးကိုသံဃာအလယ်ထားပြီးတော့9ရက်ပြီးပရိတ်တရားနာတယ်ဘယ်နှစ်ရက်နာတာလို့အဲ့ဒီတော့ပရိသတ်ရဲ့ဒီကလေးကိုစားဖို့ချောင်းနေတဲ့ဘလူးကလည်းပဲအဲ့ဒီကလေးကိုစားဖို့အချိန်ဟာ9ရက်ပဲရဘယ်ရက်ပဲရတာလို့9ရက်မြောက်လို့10ရက်ပြည့်သွားရင်9ရက်ပြည့်လို့10ရက်မြောက်သွားရင်ဒီဘလူးဒီကလေးကိုစားဖို့မရှိတော့
ဒါကြောင့်မြတ်စွာဘုရားကအိမ်မှာသံဃာတော်တွေကိုပင့်ပြီးတော့9 ရက် 9 လီပရိတ်တရားနာပါတဲ့ဒီလိုမိတ်လိုက်အဲ့ဒါနဲ့ပုံလားကြီးသံဃာတော်တွေကိုပင့်ပြီးတော့တန်ခါအလယ်မှာကလေးကိုထားပြီးတော့အဲ့ဒါပရိတ်တရားနာဘလူကလည်းပဲကလေးကိုစားဖို့ချောင်းတယ်ဒါပေမဲ့ပရိသတ်ရေစားလို့ရရဲ့လားမရဘူးပရိသတ်ရေဘာတတိုင်းကြီးခံနေလို့လဲဆိုရင်ပရိတ်တိုင်းကြီးခံနေလို့ဘာတိုင်းခံနေရလဲပရိတ်တိုင်းခံနေတဲ့အတွက်ကြောင့်ဒီကလေးကိုဒီဘလူစားဖို့အခွင့်ရသေးရဲ့မရတော့ဘူးပရိသတ်ရေအဲ့ဒီအချိန်ကစားပြီးတော့9 ရက်လည်းနာပြီးတော့10 ရက်မြောက်သောနေ့ဒီကလေးကိုဘလူစားလို့ရသေးရဲ့ရတော့ဘူးတဲ့9 ရက်နဲ့သိရမယ်ကလေးကအသက်ဘယ်လောက်ရှိသွားတယ်ဆိုအသက်120လောက်ရှိတယ်အသက်ဘယ်လောက်ရှိသွားတာလို့ဒါဘာကြောင့်ပရိတ်တရားနာလို့မရလားမြတ်စွာဘုရားပြီးတဲ့ရေတရားပရိတ်တရားကိုနာခဲ့လို့9 ရက်မဲ့9 ရက်နဲ့သိရမယ်ကလေးကအသက်ဘယ်လောက်ရှိသွားတော့120ရှိသွားတယ်တဲ့မရလားဒါဆိုရင်ပရိသတ်ရဲ့ပရိတ်တရားဆိုတာကလူတွေရဲ့အသက်ကိုတော့မရွှေ့ပြီးနိုင်ဘူးလားမရလား9 ရက်သိမဲ့ကလေးဟာမသိအောင်ပရိတ်တရားကရွှေ့ပြီးလိုက်တာမဟုတ်ဘူးလားဒါကြောင့်ပရိသတ်ရဲ့ကိုကကမကောင်းမှုလို့တည်းရဲ့ကံနေတယ်လို့ထင်ရဲ့အဲ့ဒီကံတွေကိုမြင့်အောင်ကံတွေကောင်းလာအောင်မလုပ်ရမှာလဲပရိတ်တရားနာရမှာမရလားအဲ့တော့ဗေဒရာစီဗေဒတွတ်မဲ့အစားတန်ဃာတော်တွေကိုပြင်ပြီးတော့ပရိတ်တရားနာလိုက်ညံ့တဲ့ကံတွေကောင်းလာလိမ့်မယ်နှိမ့်တဲ့ကံတွေမြင့်လာလိမ့်မယ်တဲ့ဒါမြတ်စွာဘုရားပြီးတဲ့ရေရာပဲမှန်ရလားဒါကြောင့်ပရိသတ်ရဲ့ဒီကနေ့သာကလေးမောင်ဝင်ရတဲ့ရဲ့တနေ့ပြည့်မွေးနေ့မှာမြတ်စွာဘုရားပြီးခဲ့တဲ့ရေရာတိုင်းပဲဦးဇင်းတို့ပရိတ်ရုပ်ခဲ့ပြီးပြီနော်အဲကြောင့်သာယရဏလေးလောကလည်းမှာလောကမကျွဲအောင်ဘေးပေါင်းရံပေါင်းအန္တရာယ်ပေါင်းအနောက်ချက်ပေါင်းတိုက်ခိုက်ပေါင်းယောဂပေါင်းတွေမှာခင်းငြိမ်ပြီးတော့သာယရဏလေးကောင်းကျိုးချမ်းသာချက်တဲ့မင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေယောဂမရဒီကင်းဝေးပါစေအသက်ရာကျော်ရှိပါစေဆိုတဲ့မေတ္တာတရားရှိထားပြီးမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဘေးတရားတော်ကိုကျိုးကြားချင်းဖြင့်ပြမရွေလူဒီလေးလေးဆဆကရုကာရဝထားပြီးတော့နာယီမှတ်သားကြပါရှင်းဘူးလေးပြီဟုတ်ကဲ့ပြေကြောင့်မူလာကြသောတန်ဃာတော်ရှင်သူများတို့ဗျာဝိနည်းရှိပြတဲ့သာယရဏလေးနဲ့ကွာလူရှင်သူမပေါင်းသူတော်ကောင်းတို့တရားတော်ပရိသတ်ပေါင်းသူတော်ကောင်းတို့အပေါ်မှာမေတ္တာတရားရှေ့ထားပြီးတော့မေတ္တာတို့ဘုရားတရားများကိုကြွကြားချီးမြှင့်ပြည့်စုံတော်မူကြပါဗျာသမ္မာနာသခဝရေသောအထရကိစ္စတုဒေဝတာသာဓမ္မမုဒိရာဇံသံသုနလုသကမောဂေတဓမ္မနဝနာကလောယမဒနာဓမ္မနဝနာကလောယမဒနာဓမ္မနဝနာကလောယမဒနာနမောတတ္တဗုဒ္ဓဝါတောရတ္တသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောရတ္တသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဗုဒ္ဓဝါတောရတ္တသမ္မာသမ္ဗုဒ္ဓတ္တယကနဝဝနောယကနေဝတ္တိတိဝိဒနာယမေဇဝနောသန္တောရတ္တိတိဝမတ္တိတောဒုက္ခနောရေသောရောသဘာဝကိစေနပတ္တိယ
ဧဝမာရေကုလိုမေရပရိဒေဓမ္မနာမဟိရဏိယမနာကုသလေနယတတတဗရမေတမေသသကောသုသာသောသုသာသုဝေသောသတ္တဝုဒ္ဓနတိမာနိအရတကောသာသမရောသာအမဂိသောသာသနာဥက္ကဟုတ်တိအနတယောသာတိဘဂဝသာအမကမောကိုလေသဝနာတောဂိသောနသကောတပါသရေကိယေနဝိညောပရေဥပဝရေယောလောကိနာမဂေမိနောဝန္တောသဗ္ဗတတဘုဒ္ဓဒုက္ခိတတယေကိသိဘာနာဗုဒ္ဓတိတသဝတ္တဝရဝနဝသေသာဧကဝါယေဝမန္တပိစိမာရတကဒုက္ခဒုလာဒိဋ္ဌဝါယေဝအဒိဋ္ဌယေဝဒုရေဝတန္တိယဝိဒုရေဘုရားဝါကဝေဒေဝသဗ္ဗတတဘုဒ္ဓဒုက္ခိတတနာဘရောဂဏိယောဝေဒနာတိမေညိတကတေစိနာကိစီယာရောဒနာပတိကတေယနိယပညာသဒုက္ခဝိဇယမာရယတနိယဗုဒ္ဓမယုဒဧကဗုဒ္ဓမနုရကေဧဝမေတဝဗုဒ္ဓဒုမာနသဘဝေအပရိမာနမေနေသသဝလောကသမိမာနသဘဝေအပရိမာနဩဒနောသာတေလေယသအတ္တမသာဝိရမတဗတ္တဒိဋ္ဌဇရဏိဒိနောဝါသေနောယဝတ္တသဝိရမေတောဧရတတေအနိတေယဇမမေတဝိရမေတမောဒိဋ္ဌသနုဘကမသေနဝတ္တတေနတမနောကာမေသောဝိနယကေတနာဟိသတောကမ္မတိယမုနာရေတိဣတိဝေဒဘဂဝါအရဟတမသမ္ဗုဒ္ဓဝိဇ္ဇာသရဏတမနောသူယတောလောကဝိတုအနုတ္တရဝိရိကဓမ္မသာရတိတထာဒေဝမနုဿာနဗုဒ္ဓဘဂဝါသဂါရဘဂဝါဓမ္မောသန္တိတိကောအာဃာတိကောအိပတိကောဩဘာတိကောဣဇရဝရိဓမ္မောဝိညုသောပရိဗ္ဗာနောဘဂဝါတောသောဘဂသံဃောဩဇပရိဗ္ဗာနောဘဂဝါတောသောဘဂသံဃောယာယပရိဗ္ဗာနောဘဂဝါတောသောဘဂသံဃောသာမိတပရိဗ္ဗာနောဘဂဝါတောသောဘဂသံဃောယရိတသတ္တရေဝိဒယောဂနိယတဝိဒဘုဂလာဧရဘဂဝါတောသောဘဂသံဃောအာဟုနေယဘာဟုနေယယကိနေယဣဇလိကရနေယအနုတ္တရမုံညာကေတလောကတဧဝဗုဒ္ဓသရဏနဓမ္မသံဃံသဝိသောဧဝဇမိတတဝါနောမသောနာယေတရိယောသမနဝသကုဏသတ္တတောအဘဂဝဒုတုကိနအာခန္တဗုဒ္ဓနုဘဝိနဝိနသမေတုဓာနောနိမေတဝါပိလေသယောသမနဝသကုဏသတ္တတောအဘဂဝဒုတုကိနအာခန္တဓမ္မနုဘဝိနဝိနသမေတုဓာနောနိမေတဝါပိလေသယောသမနဝသကုဏသတ္တတောအဘဂဝဒုတုကိနအာခန္တသံဃာနုဘဝိနဝိနာသမေတုကဲခရောဝိကဲရေစက်ချရဒီကနေ့မိမိတို့ရဲ့အိန္ဒိယမှာဒီမှာတိုင်းတိုင်းတို့တိုင်းတိုင်းဒီကောင်လမ်းမတွေကောင်းဆိုပြီးတော့ဒီသားကိုယ်ပဲတော့ဒီသားတဲ့သဗ္ဗယိနပါတိလျောင်းတော်ဘုရားကျော်ဝါတော်ရဲ့ဒီဉာဏ်ဒုတိကျောင်းဆောင်တတ်မှာစေတော်90အတွက်ဒုရပူဇော်မဲ့ချီးတော်ကိုဒါဒီနေ့မိမိတို့ရဲ့အိမ်မှာလာရောက်ပြီးတော့ပူဇော်ခံတာဖြစ်ပါအဲ့တော့ပူဇော်ခံတဲ့နေရာမှာမိမိတို့ရေတော်ကြီးကိုလည်းချီးတော်ကိုလည်းရင်မပြီးတော့လှူဒန်းမယ်ဆိုရင်တတ်နိုင်တဲ့လှူဒန်းလို့ရသလိုအဲ့ဒီစေတော်ချီးတော်မှာချိတ်ဆွဲမဲ့ခေါင်းလုံးတော်လေးတွေရှိပါတယ်အဲ့ဒီခေါင်းလုံးတော်လေးတွေကိုလည်းပဲမိမိတို့တို့သတ်မှတ်ထားတဲ့ဇီတော်အတိုင်းဒါအာယုံပြုပြီးတော့လှူဒန်းမယ်ဆိုရင်လည်းပဲလှူဒန်းလို့ရဒါကြောင့်ဒီနေ့နောက်ဘဝတွေမှာအဆူတော်ဖြစ်ခြင်းတော့ခေါင်းလုံးများများတယ်ပေါ့နော်အဲ့ဒါအဆူတော်လုပ်မယ်လို့ဒီကထားရင်ခေါင်းလုံးလေးများများပြုနော်အဲ့ဒါအဆူတော်ဖြစ်ပါ
ဒါကြောင့်ဦးဇင်းတို့ထီတော်တင်မှာကအားလုံးသိပြီ9လပိုင်း3ရက်နေ့နော်9လပိုင်း3ရက်နေ့ကိုထီတော်တင်မှာဖြစ်ပါအဲ့တော့ထီတော်တင်မဲ့ရက်ကိုလည်းအာယုလေးသိထားငါတို့ထီတော်တင်တဲ့ရက်မှာငါတို့ဗာလေးကိုတူလိုက်ရင်ကောင်းပဲငါတို့ထီတော်တင်တဲ့နေ့မှာဗာလေးကိုငါတို့ပူဇော်လိုက်ရင်ကောင်းပဲဆိုတာအခုတည်းကအာယုလေးတူထားကြလာမဲ့9လပိုင်း3ရက်နေ့မှာဦးဇင်းတို့ထီတော်တင်ထူတန်းပွဲကြီးစီကားတိုက်ရိုက်စွာကျင်းပဖို့ရှိပါတယ်ဒါအခုတည်းကအာယုမှုကိုတူတန်းနိုင်ဖို့အခုတည်းကနေပြီးတော့လို့ဆောင်ထားတာဖြစ်ပါတယ်အဲဒီနေ့မိတို့လူထမ်းထားတဲ့ဒါနကုသိုလ်စောင့်တည်တဲ့သီလကုသိုလ်ပွားများတဲ့ဘာဝနာကုသိုလ်ထိုကုသိုလ်ကောင်းမှုဆွေးနွေးတွေကိုဒုစရဘုံတွေမှာကျင်လည်ရည်နေကြကိုယ်တော်ဝိနည်းဒုက္ခိတဒုက္ခိတတတ္တဝါပေါင်းတို့ကိုရှည်ဆက်သုံးချအမြတ်တဖိဝေရအောင်ကဲရှည်ဆက်ချပဲအာလုံးလိုက်စုပဲဣဒံမေဘုံယံအာတဝခယံဝဟံဟောတုဣဒံမေဒါနံဣဒံမေသီလံဣဒံမေဘာဝနာနိဗ္ဗာန်တဣစယောဟောတုဣဒံကောယဘာဂံသဗ္ဗသတ္တနံအာဇိမအရှင်ဘုရားအဘိဓမ္တို့သည်သံဃာတိဟူသောဝိဆင်းရဲပေါင်းမှလုံးမြောက်ပါရစေခြင်းအကျိုးမှာတရဏဂောသုံးပါးနှင့်တကဝသောအင်္ဂါ၅ပါးနှင့်ပြည့်စုံသောသီလတော်မြတ်ကိုရိုးရိုးသေးသေးလေးလေးဆဆခံယူစောင့်တည်ကြပါကုန်၏အရှင်ဘုရားထိုမတပါဝိသေရှင်ဖြစ်သောအာယရဏလေးမောင်ဝေယထက်ဤတနေ့ပြေဝိဇာတဝိနိမင်္ဂလာ၌တပ္ပဟိတကာရီမံအောင်မြေလျောက်တော်မူဘုရားယုံမတော်မြတ်ကြီးတထေလုံးရာခန္ဓာကိုယ်ဤကျောင်းဆောင်ထက်၌မြန်မာနိုင်ငံတိုင်းရင်းသူတိုင်းရင်းသားညီကိုမောင်နှမများပေါင်းစု၍ဗုဒ္ဓမြတ်စွာသာသနာတော်မြတ်ကြီးရေရှိတည်တဲ့ခိုင်မြဲနိုင်ပါစေခြင်းအကျိုးငါစေတီတော်ငါးစုတီထာကိုယ်ွယ်၍5လပိုင်း3ရက်နေ့ထီတော်တဲ့မင်္ဂလာလူဒန်းခြင်းကျင်းပပြုလုပ်မည်ဖြစ်ပါ၍ယခုအခါထီတော်ကြီးကိုတပည့်တော်တို့ဤအိန္ဒိဟာ၌ပေးဆောင်၍ပူဇော်ခြင်းကိုယ်ွယ်ခြင်းဖူးမြော်ခြင်းလူဒန်းခြင်းအစရှိသောကုသိုလ်ကောင်းမှုအဆုစုတို့ကိုပြုလုပ်ဆောင်ရွက်ကြပါကုန်၏အရှင်ဘုရားဤကောင်းမှုသည်နိဗ္ဗာန်ဤအာကောင်းသောအထောက်အပံ့ဖြစ်ရပါစေသာအရှင်မြတ်ဘုရားအရှင်ဘုရားတပည့်တော်တို့သည်တပည့်တော်တို့ပြုပြုသမျှသောကုသိုလ်ကောင်းမှုအဆုစုကိုသာဓုခေါ်ရန်ဆောင်ဆိုင်၍နေကြကုန်သောမြင်အပ်သောပုဂ္ဂိုလ်မမြင်သောပုဂ္ဂိုလ်လူပုဂ္ဂိုလ်ယဟန်ပုဂ္ဂိုလ်ဝိဇ္ဇာသောတိတပတိအစရှိသောပုဂ္ဂိုလ်ပေါင်းတို့အား၎င်းကိုယ်ဆောင်နဲ့အိမ်ဆောင်နဲ့လမ်းဆောင်နဲ့ခြံဆောင်နဲ့
ရက်ွက်ဆောင်တဲ့မျိုးဆောင်တဲ့တောဆောင်တဲ့တောင်ဆောင်တဲ့သာသနာတော်ကိုဆောင်းရှောက်၍နေကြကုန်သောနတ်မြတ်နတ်ကောင်းနတ်ပေါင်းတော်၎င်းဘဝများစွာသံဃာမတဆက်ခဲ့မှုသောမိခင်ဖခင်ဆရာသခင်ဒီကုံမောင်နှမဆွေမျိုးမိတ်တင်္ဂဟာအပေါင်းတော်၎င်းယခုဘဝ၌တော်ဆက်ခဲ့ရသောမိခင်ဖခင်ဆရာသခင်ဒီကုံမောင်နှမဆွေမျိုးမိတ်တင်္ဂဟာအပေါင်းတော်၎င်းအမြတ်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 ဧဝေငါဘာကုန်၏အလုံးစုံသောတတဝမန္တမြတ်အနန္တတို့သည်ကောင်းမှုကုသိုလ်ရှင်ဖြစ်ကြကုန်သောတပိတော်ဝိယောမတော်နှင့်ထတ်တုထက်မြတ်ဤသူညီမြတ်အမြတ်ရကြ၍ကိုယ်စိတ်နှပြချမ်းသာကြသည်ချမ်းသာကြသည်ဝမ်းသာကြသည်ဖြစ်ကြပါစေကုန်သောအားလုံးကြာကြာရမြတ်အမြတ်အမြတ်အမြတ်ရောကြပါကုန်သောသာအားလုံးကြာကြာရမြတ်အမြတ်အမြတ်အမြတ်ရောကြပါကုန်သောအားလုံးကြာကြာရမြတ်အမြတ်အမြတ်အမြတ်ရောကြပါကုန်သောဝိနည်းရှင်ပြတဲ့သာယရဏလေးတဲ့ကဝအကျိုးရှင်သုမပေါင်းတဲ့ကဝတရားတော်ပရိကကောသူတော်ကောင်းတို့ဒီကိုယ်စိတ်နှပါကျမ်းမှာချမ်းသာ၍လူရချမ်းသာမှန်တယ်ပြည့်စုံကြပါစေချီးပွားရေးဒီအလားနေ့စဉ်တိုးတက်ကြပါစေအမျိုးဘာသာသံဃာတော်များကြီးကိုလည်းပဲနေအောင်လိုက်အောင်ပါမှာထုံးလင်းတောက်ပအောင်ဆောင်ရွက်နိုင်သောပါရမီရှင်ကုသိုလ်ရှင်များဖြစ်ကြပါစေဒီဝေကသမားတွေလည်းပြရမှာဆရာတော်နားလည်းဖိတ်ပါအလူဝေလူကကြောင့်ပဲလူရှင်များသံဃာတော်ရှင်ငါတို့ထံမှာကိုယ်တိုင်တရားထုတ်ရလို့ရပါပြီကြာသေးတာကြာသေးတယ်ဟောမှာကြောက်ကြတယ်လေးဒီလိုက
ဝေကမလီကို Lúc cái camera đó, nó cho lên màn. ဒီကွဲမှမယ် မဟုတ် Cái má bụng ဒီမှာကြည့်ရ ဒီမှာစားကြည့်ရပြန်တော့ပြေးရအဲ့ဒါအဲ့ကောင်ထားပြီးစားရဟဲ့အဲ့ကိုစစ်တို့လေးတင်ပြီးစစ်တို့ ai đã ôm nó. မဟုတ်မဟုတ်မဟုတ် Ai nhá. thế nào đấy Còn bây giờ cái này nó vẫn lấy quay vào là có ai. Qua nó mà đi ăn sao rồi. Vòng bàn tay vào cái này. Chọn cái đồ rồi. ပညာနဲ့လူကြီးရောလူကြီးမုံကြီးဖြစ်ပြီးတော့မိဘရဲ့ပြည်သူကိုကြည့်ကြရပြောတာကျန်တဲ့တုတ်ကနိုင်တော့တာကောင်းရဲ့နာမည်ဖြစ်ပါမယ် ကိုနိုင်ကလုံးထားပြီးထားဟုတ်ကိုနိုင်ကောင်က